အလောင်းအနီးကဖျောင်းနိုင်မီတွေဟာရုတ်တရက်ဝန်ကနေတောက်လောင်လာပါတယ်ရှေ့မှာလဲလျောင်းနေတဲ့ဖုံးတော်ကြီးဟာတေဆုံးနေတာမဟုတ်ပဲမော်နဲ့တစ်ခုခုရဲ့လွှမ်းမိုးမှုကိုခံထားရတာလို့ဤပင်ချက်ချင်းရိပ်မိလိုက်ပါတယ်သူ့အထင်ကိုအတီးပြုတ်ဖို့အတွက်ဖုံးတော်ကြီးရဲ့အင်ဂျီကော်လာကိုဆွဲဖြည့်ကြည့်လိုက်တဲ့အခါလေပင်ထဲကနေပိုးကောင်တစ်ကောင်တွားထွက်လာတာကိုတကယ်ပဲတွေးလိုက်ရပါတယ်ဗန်ကအဲ့ဒီပိုးကောင်ကိုလက်နဲ့ဖိချေလိုက်တဲ့အခါမှာတော့ဖုံးတော်ကြီးရဲ့မျက်နှာဟာချက်ချင်းဆိုသလိုလူသေးတယောက်လိုဖြူလျော်သွားပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း800ကပျောက်ကွယ်သွားခဲ့တဲ့ကြောက်မက်ဖွယ်မော်နက်တက်ဆိုတာ event တိလိုက်ပါပြီဒီချိန်စာကိုအပြီးတိုင်ချေဖြတ်ဖို့ဆိုရင်မော်ဆရာကိုအမြန်ဆုံးအမြင့်ဖြတ်တုတ်တင်ဖို့ပဲရှိပါတယ်ဖုံးတော်ကြီးရဲ့လက်ထိတ်ကဒဏ်ရာကိုကြည့်ရင်တခုခုကိုသတိရသွားတဲ့ event ဟာအနီးနားကစာအုပ်ကိုအမြန်နှံတော့ကြည့်လိုက်ပါတယ်စာအုပ်စာမျက်နှာတွေပေါ်မှာတွေးဆွနေတာကိုတွေးလိုက်ရပြီးအဲ့ဒီတွေးကွက်တွေထင်ကျန်နေတဲ့စာလုံးတွေကိုဆက်ဆက်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ဘီယိုဘီရဲဆိုတဲ့နာမည်တစ်ခုထွက်လာပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း800တုန်းကဘီယိုဟာကက်ယောဂါဆိုးတွေကိုအသုံးချပြီးလောကကြီးကိုစိုးမိုးခဲ့သူပါအဲ့ဒီမှောင်မိုက်တဲ့ခေတ်ဆိုးကိုအဆုံးသတ်ဖို့အတွက်ဒီဗန်ဟာသူ့ရဲ့အဖွဲ့ကိုဦးဆောင်ပြီးစုံမကြီးရဲ့ခိုအောင်ရနေရာကိုချီတက်ခဲ့မှုပါတယ်မော်နက်အတက်တွေနဲ့တိုက်ခိုက်ခံရတဲ့အတွက်သူ့ရဲ့ရဲဘော်ရဲဘက်တွေတယောက်ပြီးတယောက်ကြာဆုံးခဲ့ရပါတယ်ဗန်ဟာစုံမဘရင်မကြီးနဲ့အတူအသေးခံတိုက်ခိုက်ဖို့ဆုံးဖြတ်ပြီးသူ့ရဲ့ဓာတ်ကိုမိတောက်စေခဲ့ပေမဲ့ဘီယိုကသူ့ရဲ့အကြံကိုရိပ်မိသွားပါတယ်စုံမကြီးဟာတေခါဒီအချိန်မှာလဗန်ကိုတေချင်းကင်းနဲ့မတေနိုင်တဲ့ချိန်စာတိုက်ခဲ့ပြီးမိသားစုနဲ့တငယ်ချင်းတွေကိုဆုံးရှုံးရတဲ့နာကျင်မှုကိုထာဝရခံစားသွားဖို့လှုံ့ဆော်ခဲ့တာပါဆုံးမဘရင်မတေဆုံးပြီးနောက်မှာတော့လူသားတွေနဲ့အသက်ရှင်ကျန်ရစ်တဲ့ဆုံးမတွေဟာငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ကြပါတယ်မော်အတက်ကိုတရားမဝင်အသုံးမပြုတဲ့၍နှစ်ဖက်စလုံးဟာမြို့တော်ထဲမှာအတူရှင်တွဲနေထိုင်ခွင့်ရခဲ့ကြပါတယ်ဤပင်ကတော့နှစ်ပေါင်း800လုံးလုံးလောကကြီးကိုမှောင်ခိုအင်အားစုတွေရန်ကနေကာကွယ်ပေးတဲ့ဆုံးမလိုက်လံဖန်ဆီးသူWitch Hunter တူဖြစ်လာခဲ့ပါတယ်မကြသေးခင်ကမှသူ့ရဲ့အိမ်စီအိုကြီးမှာအနားယူတော့မယ့်အချိန်မှာအဗန်ကနှုတ်ဆက်လက်ဆောင်အဖြစ်ဘောပင်တစ်ချောင်းပေးခဲ့ပါတယ်ဒါပေမဲ့နောက်တနေ့မနက်မှာပဲမတေဆုံးသွားပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်တငယ်ချင်းဟောင်းကြီးရဲ့အေးဆက်နေတဲ့ရုပ်အလောင်းကိုကြည့်ပြီးအိမ်မတစ်ခုခုထူးခြားနေတာကိုခန်းစားလိုက်မိပါတယ်အခင်းဖြစ်ပွားရာနေရာကိုပြန်သွားပြီးစုံစမ်းစစ်ဆေးကြည့်တဲ့အခါမြေပြင်ပေါ်မှာမှော်ရင်ကောင်ရဲ့အကျွင်းကြံတွေကိုတွေ့လိုက်ရပါတယ်သူကမှော်မှုန့်တွေကိုပတ်ဖြန်းလိုက်တဲ့အခါဖုံးကွယ်ထားတဲ့မကောင်းဆိုးဝါးမှော်အင်းကွက်ကြီးပေါ်လာပြီးဖျောင်းနိုင်တွေကအလိုလိုမီးတောက်လာတာကြောင့်မတ်ဟာတကယ်သေးတာမဟုတ်ပဲခိတအိမ်မေးပြင်းနေတာပဲလို့အတီးပြုတ်နိုင်ခဲ့ပါတယ်မတ်ဟာကသူ့အသက်နဲ့လဲပြီးခြံထားခဲ့တဲ့တဲလုံဆောက်တွေနောက်ကိုလိုက်ရင်အီဗန်ဟာဆုံးမတွေရှိရာဘားတစ်ခုကိုရောက်လာခဲ့ပါတယ်သူဟာမြုပ်နှံထားတဲ့မော်မက်တရားတွေကိုပြန်ဖော်ထုတ်ဖို့အတွက်မော်ဆေးရီကိုတောက်လိုက်ပါတယ်ဘီယိုဟာလွန်ခဲ့တဲ့နှစ်ပေါင်း800ကတည်းကအသက်ခံလိုက်ရတာကိုသူအသေးချာသိထားပေမဲ့အခုဘာလို့အမှန်တရားတွေကဝေဝါးနေရတာလဲဆေးရီကိုတောက်လိုက်ပြီးတဲ့နောက်မှာတော့ရှေ့ကဆုံးမဟာရုပ်မာတဲ့ပြုံးကြီးနဲ့ပြုံးနေပါတယ်တကယ်တော့သူမဟာနာမည်ကျော်ဆုံးမှုဆိုးကြီးကိုတက်နိုင်ခဲ့တယ်ဆိုတာတက်တည်ပြဖို့အတွက်ဆေးရီကိုအစိတ်ခတ်ထားတာဖြစ်ပြီးဒီကရဲ့အလောင်းပေးမှာအောင်နိုင်သူအဖြစ်ဓာတ်ပုံရိုက်ဖို့ပြင်ဆင်နေတာပါ